ဒီနေ့ကတော့ rap မှာကျွန်တော် Angela Hyper ကင်ပြီးကျင်းတော့မဲ့ပွဲလေးပေါ့နော်တီမိတ်တွေကိုဆေးထိုးရတယ်မဟုတ်ဘူးပြီးကြတော့ကျွန်တော်ရဲ့ viewer တွေကိုပြောစီခြင်းတော့ကျွန်တော်ဒီလိုကန်လိုက်တာပေါ့နော်အားကြောင့်မို့လို့ဒီ video လေးကတယောက်ကိုတစုံတယောက်တီမိတ်တွေကိုထိခိုက်သွားရဆိုရင်ကျွန်တော်ဒီနေရာနေပဲတောင်းပန်လိုက်ပါတယ်အဲ့တော့ကျွန်တော်စားလိုက်ရအောင်အရင်ဆုံးကျွန်တော်ဘတ်စားတဲ့နေရာမှာလဲ Angela Hyper ဆိုဟိုကောင်တွေကတအားလဲတယ်ပေါ့နော်ကျွန်တော်တစ်ကောင်တော့မို့နှစ်ကောင်တော့လာနောက်တာဗျာကိုတီမိတ်တွေကလည်းကျွန်တော်ကြည်ရတော်တော်ရှင်းနေဖို့ရပါတယ်တယောက်မှလာမကူပါဘူးအဲ့ဒါနဲ့ပဲကျွန်တော်ဂျန်နီဘဆက်စားနေရနေပြီးတော့ဘက်ကပါမလို့ဖြစ်နေပေါ့နော်နောက်ဆုံးမှတော့ပါသေးရပါသွားပါတယ်အဲ့ဒါနဲ့ကျွန်တော်အားမလျှော့ဘူးအားမလျှော့ဘဲနဲ့အောက်က walking grad လေးစားပြီးရတယ်ကျွန်တော် rabbit လေးရအောင်စားမယ်ဆိုပြီးတော့ walking grad လေးထပ်စားနေရပေါ့နော်အပေါ်နဲ့အလယ်မှာတော့တိုက်ပွဲကြီးတော်တော်ပြင်းထန်နေပါတယ်ဒါပေမဲ့လည်းကျွန်တော်အားမလျှော့ပဲစားလိုက်တာ walking grad ရတော့ပါတယ်ရသွားလို့ပါဒီခေါက်တော့တကယ်ရသွားတာဆိုယူဟာ ready မရှိရင်တော်တော်လေးတိတာရပေါ့နော်ဒီကောင် Changela ski နည်းနည်းညံ့မယ်ဘာလဲဆိုတော့ဒီဘက်မှာလည်းသူကျွန်တော်မလုပ်နိုင်ဘူးပေါ့နော်အဲ့နဲ့ပဲနောက်ဆုံးဒီကောင်လက်လျှော့သွားပြီးတော့ကျွန်တော်ရဲ့ rubber ကိုတော့လွတ်ပေးသွားရပေါ့နော်အဲ့တော့ကျွန်တော် rubber လေးစားမယ် rubber လေးစားပြီးအောက်ကဘက်လေးစားပြီးရတယ် level 4ပွင့်ရင်ကောင်းကောင်းလေးစော့မယ်လို့စိတ်ကူးထားရပေါ့နော်အခုလည်းကောင်းကောင်းလေးစော့နေရပါပဲဒါပေမဲ့လည်း Angela Hyper ဆို brother တို့တည်ရတိုင်းပဲများဗတ်စားတာတအားနေပြီးတော့ဘလို့မှလုံးလို့မရဘူးဖြစ်နေပေါ့နော်ကိုဘလို့ကောင်းကောင်းစော့ဆိုဂျင်းတယ်လို့ဖြစ်နေအဲ့ဘက်ကရေပွဲမှာရကျွန်တော် share လာနောက်တာ brother တို့ရေအခုrubber စားပြီးတဲ့ဒီကောင်မှမတင်းနေတယ်ကျွန်တော်ရဲ့ဒီဘက်အသေးလေးကိုလာနောက်တယ်ကျွန်တော်လည်းအရှုံးပေးမခံဘူးပေါ့နော်ကျွန်တော်လည်းရအောင်စားတယ်ရအောင်စားပြီးလည်းပဲဖုန်းပွင့်အောင်ယူမယ်ဆိုတဲ့နောက်မှာပဲစိုးယူရဘွားဆိုခုံဝင်လာပြီးကျွန်တော်လည်းရှော့သွားပါတယ်အဲ့ဒါနဲ့ပဲကျွန်တော်ကောင်းကောင်းဖမ်းမယ်ကျွန်တော်တင်းမိတ်တွေကလည်းကြည်ရကျွန်တော်တော်တော်ချစ်နေရပုံရပါတယ်ဘာစားမှလည်းမဆဲသလိုကျွန်တော်ဘာ fight ချက်မှလည်းဖွင့်ပြီးတော့မဆဲဘူးပေါ့နော်ကြည်ရသူတိတ်တိတ်လေးနဲ့စိတ်ကောက်နေပုံရတယ်အဲ့ဒါနဲ့ပဲကျွန်တော်ကောင်းကောင်းစုံမယ်ဆိုပြီးတော့rubber လေးကိုကျွန်တော်စားမယ် rubber လေးစားပြီးရတယ်အပေါ်ဘက်ကိုကျွန်တော်သွားစားမယ်အဲ့ဒါပြီးရင် traveler ကိုကူမယ်ပေါ့ဗျာ traveler တလဲ Harry တလဲနဲ့ကျွန်တော်ဒီလိုပူးပေးလိုက်တော့နိုင်သွားမယ်လို့အတွေ့အကြုံနဲ့ကျွန်တော်တေချာလေးတော့စော်နေတယ်အစားရကလေးကနေကျွန်တော်ဂျင်းမန်းတော့အားလုံးကတည်ရပေါ့နော်အဲ့တော့ဒီဘက်လေးစားပြီးရတယ် traveler ကိုပူးခြင်းပဲပဲဒီဘက်လေးကကျွန်တော်နှစ်ပေါင်းတန်း200လောက်စားနေရဆိုအဆင်မပြေဘူးပေါ့ဗျာကိုစားမပြီးခင် traveler ဘက်တရီဖွင့်ပြီးစွန့်ကြွေးလောင်းခံနေတွေ့ရကျွန်တော်ပူးပေးလိုက်ပါတယ်ကျွန်တော်ပူးပေးလိုက်လို့ပဲလားမသိဘူးချက်ချင်းကိုတန်းတည်သွားရပေါ့ဗျာအဲ့ဒါနဲ့ပဲကျွန်တော်ပါဆယ်ဆွဲခံလိုက်ရပါတယ်အဲ့လိုနဲ့ traveler ကျွန်တော်ညီလေးတဲ့အရန်တော်တာပဲတဲ့ချီးမွမ်းနေပေါ့နော် brother တို့စာအောင်မြင်နဲ့မမြင်ကြအောင်ဆောင်ပေးပါဗျာကျွန်တော်လည်းအဲ့လိုပဲနေပါတယ်အဲ့ဒါနဲ့ပြီးတော့ကျွန်တော်ဒီဟုံကိုစမ်းအဝေးဆုံးကိုပြန်ပြီးတော့ပဲအမင်းလင်းကိုသွားတယ်မင်းလင်းကိုသွားတော့လည်းဘာမှမရှိတာနဲ့အောင်လင်းကိုထပ်သွားတယ်အောင်လင်းထပ်သွား rubber လေးစားအေးရအေးချောင်းလေးပဲနေတော့ကျွန်တော်ရဲ့ blue bag ကဘာလို့ပျောက်သွားလဲဆိုအချန်ခဲကိုကြီးလိုက်မှသိရပေါ့နော်ဒီကောင်မှကျွန်တော်ရဲ့ blue bag ကိုတိတ်တိတ်လေးခိုးစားသွားတာဗျာအဲ့နဲ့ rubber ကိုရအောင်စားနေရပေါ့နော်ရအောင်စားပြီးရတယ်ကျွန်တော် share ကျန်းတော့မယ်ဆိုပြီးတော့သွားပြင်မဲ့နဲ့ရေပွဲမှာကြီးပုံနေရတယ်ဘာမှလုပ်လို့မရဘူးပေါ့ဗျာအဲ့ဒါနဲ့ပဲအလေလေးကိုသွားနည်းနည်းလေးပူစကာမစကာလာလေးလှုပ်လိုက်တော့လဲတေးမလို့ဖြစ်သွားတယ်အချိန်ကြီးမဟုတ်ဆို rubber blue bag လေးကိုထပ်စားတယ်ပေါ့ဗျာဟိုဘက်သွားစားလိုက်တေးမလို့ဖြစ်လိုက်ဒီဘက်သွားစားလိုက်တေးမလို့ဖြစ်လိုက်နဲ့ကျွန်တော်ဘဝကြီးအမှန်နဲ့ traveler ပူးပြီးတော့ blue bag လေးရအောင်ယူလိုက်တဲ့အပြင်မှာဒီကောင်လေး share လာနှောင့်နေအောင် traveler ကြီးကို share ဖြန်းခိုင်းလိုက်တော့ဗောနော်ငါကောင်ကြီးဖြန်းဆိုပြီးအမှ blue bag rubber အစုံနေနဲ့ Angela ကြီးရတော့ကျွန်တော်တို့တဖြည်းဖြည်းနဲ့တော့ထောင်လာပြီးတော့ခံစားရတယ်မောင် Harry ကလည်း share ကိုတေးနေတာဗျာကျွန်တော် team mate တွေကကျွန်တော်တက်ကိုပို့ပြီးစေးထိုးနေကြတယ်လို့ခံစားရတယ်အဲ့ဒါနဲ့ပဲကျွန်တော်ချန်ကဲကိုပူးပေးခြင်းမိမဲ့လေအဲ့ဒီကမပွင့်သေးဘူးပေါ့နော်အပေါ်သွားတယ်ဘာဒီဘလို့ဖြစ်နေမှန်းတော့မသိပေမဲ့ကျွန်တော်ကိုယ်တိုင်နဲ့ဘာဒီဘလို့မှန်းကိုမသိတော့ပါဘူး brother တို့ရေကိုပေါ့ကို Angela ကင်မိရတော့အာယုံ6ဝီမားတယ်လို့ခံစားရတယ်ငကိုတွေကနေကောင်းကန်လေးကင်လိုက်ဒီ run ပွဲရနိုင်အောင်ပါပေါ့ဗျာအမကတိတာ raw စကွေးနဲ့ Leslie AD ပြစ်လိုက်တာကျွန်တော်လည်းရှော့သွားတယ်ဒီပွဲမှာခရီးသားတော်တော်ဆိုးတာဗျာလာပြီးတော့ခနာတန်းနောက်တာပေါ့နော်ခြံခဲပါဆယ်ဆွဲခံလိုက်ရတယ်အဲ့နဲ့ကျွန်တော် Harry ကိုပူးပေးပြန်တော့ဆရာသမားကကိုဘူးလို့လာမသိဘူးအင်းကိုကောက်ပြန်သွား brother တို့ရေးဘာတွေဘလို့ဖြစ်နေမှမသိဘူးပေါ့နော်โอเคဟုတ်ပြီကျွန်တော်အဲ့နဲ့ blue bag လေးစားမယ်ဆိုချောင်းပြီးတော့ scale 1လေးလမ်းပြစ်ခါရှိတယ်မှာ V နဲ့ကျွန်တော်တို့ရေပွဲမှာပေါင်းပြီးထပ်ပြီးတော့နိဗ္ဗာန်ပို့ပေးလိုက်တယ်ကျွန်တော်တော်တော်ဆိုးကြီးပါပဲဗျာဒီပွဲကတော့ကိုစေးထိုးရတယ်ကို team mate တွေပို့ပြီးစေးထိုးနေတယ်လို့ဖြစ်အဲ့နဲ့ပဲကျွန်တော်အချိန်လေးကိုကြည့်ကျွန်တော်ပြန်ရှင်းလာမယ်အချိန်လေးကိုစောင့်ပြီးတော့ပေါ့နော်ကောင်းကောင်းလေးပြန်စော့ပြီးမယ်ဆိုပေမဲ့ဒီပွဲကတော့
နိုင်ဖို့တော့တိတ်မသေးကြတော့ဘူးပေါ့နော်အဲ့ဒါဟဲရီဇမ်မဖိုးခင်းတာတွေ့လို့ဟဲရီကြီးပူးချလိုက်တယ်လို့မှဟဲရီကြီးပူးလိုက်တာရေကြီးသွားပူးမိပါတယ်ကိုလက်ကလည်းဘလူးကြီးမှန်းကိုမသိပါဘူးဗျာတို့ရေကိုလက်ကြီးကလည်းဘာဖြစ်နေလဲကိုမသိပါဘူးအခြားသူကအန်ဂျလာကင်ထားတော့ကျွန်တော်ဒီအန်ဂျလာကြီးကိုကောင်းကောင်းဆဲမိမှာတော့တေးကြရပါတော့ဒါပေမဲ့တင်းမိတ်တွေကကြည့်ရတာဖုံနေပဲလားတော့မသိဘူးကျွန်တော်စာနယ်လည်းမဆဲဘူး voice channel လည်းဖွင့်ပြီးမဆဲဘူးပေါ့နော်ကြည့်ရသူတို့တမာဒီအားတော်တော်လေးကောင်းမှုရတယ်ကျွန်တော်သာဆိုမနေနိုင်ဘူးဆဲမိမှာအဲ့နဲ့ခြုံလေးစစ်ပေးလိုက်လက်စလီကျွန်တော်လှုပ်ချင်တာကျွန်တော် scale 1နဲ့ပတ်ပုတ်ပေးတိုင်းနောက် let's go back လက်စလီနည်းနည်းလေးစိတ်ပြက်ပြီးအနောက်လေးပြန်ဖတ်သွားရပေါ့ဗျာဖေးနာလည်းတိတ်မကက်ရဲဘူးပြီးကြတယ်ကောင် AD တွေခွဲလိုက်ကြရင်ကျွန်တော်တို့က short တော့မှာချန်ခဲ့ရေးပတ်ဆိုတဲ့နောက်မှာဖလီကာနဲ့ကိုသွားပြီးတော့နှစ်ယောက်လုံးကိုမသွားတော့တာပဲမထက်စလား AD ခုတ်တာကောင်းတော့ကောင်းဝင်မယ်လေသူလည်းဘယ်လိုမှမတတ်နိုင်ဘူးပေါ့နော်ဒီပွဲရတော်တော်လေးကိုရင်းရိုင်ပြက်စီးနေကျွန်တော်ဘက်ကလည်းကျွန်တော်အမှနောက်ဆုံးမရတော့တဲ့အဆုံးမှာတော့အရှုံးပေးဖို့ပဲဆုံးဖြတ်လိုက်ရတော့ပါ brother တို့ကြီးကျွန်တော်ကိုယ်တိုင်လည်းစောချင်စိတ်မရှိလို့တော့ပါအန်ဂျလာဝင်းရိတ်တော့ကြားတာပေါ့ဗျာတော်ပါသေးရဲ့ကိုယ့်ရဲ့ free တော့မဟုတ်လို့အဲ့တော့ brother တို့နောက် video မှာပြန်တွေ့ရအောင်ကျွန်တော်ဒီ video မှာတော့တော်တော်လေးကိုစိတ်ကုန်သွားပါပြီလို့